လာပါဒီနေ့မှာတော့ဟိုဟာလုံးဗီဒီယိုလေးတွေမသေးတာကြာပြီပေါ့နော်ဒါကြောင့်တင်ပေးတာပါဒီမှာတရှင်းတော့ခုရှိတယ်အခု trend ဖြစ်နေတဲ့တရှင်းပေါ့နော်အခုရက်ခဲ့ပါရဲ့ကဲဒီတော့မရှ နဲ့လေးရေပြီးရင်ခွဲခွာခြင်းများရေဒီတော့မှုတွေကမျိုးတို့ပဲရောက်ကြိုက်လေအမှဖွင့်ပြမယ်ပေါ့နော်ကဲဒီမှာခွဲခွာခြင်းများထားခဲ့တော့တကယ်ချင်းရှေ့ဆက်လန်းလာကြည့်ပြီးမှာပေါ့နော်ပုံလေးတွေကတော့မဆွဲတတ်ပါဘူးလှက်လာလေးပါပေါ့နော်ဖြစ်စလက်ကလေးတို့ဖြစ်နေပါဒါပေမဲ့ short video လေးထဲမှာလည်းတင်ထားပါတယ်တရှင်းလေးနဲ့ရှင်းလေးနဲ့တင်ထားပါတယ်ခွဲခွာခြင်းများပြီးတော့ဒီမှာဟိုနင်းတွေကိုဟိုနင်းဖြစ်တယ်ဒါကမခူးရက်ခဲ့ပါပန်းကလေးရယ်မခူးရက်ခဲ့ပါပန်းကလေးအဲ့လိုစာဖြစ်အောင်လုပ်လို့ရေးရတယ်ဖတ်တတ်ချခါတယ်ဘာညာတရကပေါ့နော်အဲ့ဒီပြီးဖွင့်ပြပါမယ်ပြီးဒီမှာခဏလုံးနဲ့ဝင်နေတဲ့ slay နဲ့အပတ်မှာပြောင်းနေမှာခဏလုံးနဲ့တဲ့အဲ့တော့မလာပါမလာပါဘူးနော်ဒါလေးတို့ဒီလိုမျိုးလေးလှန်ပြပါမယ်လှန်ပြပြီးတော့နှိုင်းရှင်ကြည့်ပါနော်နှိုင်းရှင်ကြည့်ပါလှန်ပြရမယ်နော်ကဲနိုင်ရှိကြည့်ပါဘယ်ကပို့ပြီးတော့လှမ်းဟာဒီဒါမစ်စင်းစအော်အေးတွေ့ဘယ်ကပို့ပြီးလှမ်းလဲဆိုတာနိုင်ရှိကြည့်ပါဒါခုရက်ခဲ့ပါပန်းကလေးရေဒါကြတော့ခဏတော့နေဒါလေးကြတော့ခွဲကြည့်ပါနော်နိုင်ရှိကြည့်ပါမယ်တshort video ထဲမှာလည်းတင်ထားတယ်နော်3ခုစလုံးဝင်ကြည့်လိုက်ပါတတာပါ